မင်္ဂလာပါဒါခါ Times မြန်မာဘာသာအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီကနေ့တင်ဆက်ပေးမယ့်သတင်းကတော့ CNF CNA policy နဲ့တူညီသည့်မိသည့်နိုင်ငံရေးပါတီမိသည့်ပုဂ္ဂိုလ်ကိုမဆိုအတူလက်တွဲသွားမယ်ချင်းအမျိုးသားတပ်ဦး policy နဲ့တူညီသည့်မိသည့်နိုင်ငံရေးပါတီမိသည့်လူပုဂ္ဂိုလ်နဲ့မဆိုအတူလက်တွဲကလုပ်ငန်းအကောင့်ထဲပေါ်သွားမည်ဆိုသည့် policy သည် CNF 2020ရွေးကောက်ပွဲအပေါ်သဘောထားဖြစ်ကြောင်း CNF ပြောရေးဆိုခွင့်ရှိသူ Slide Technique ကပြောပါရယ် CNF နဲ့ policy တူညီနေသည့်ဗေနိုင်ငံရေးပါတီအဖွဲ့အစည်းလူပုဂ္ဂိုလ်နဲ့မဆိုအတူလက်တွဲသွားမယ်ဒါဟာ CNF ရဲ့2020ရွေးကောက်ပွဲအပေါ်ထားရှိတဲ့ policy ပဲဖြစ်ပါတယ်။မိမိတို့နဲ့ policy မတူညီတဲ့သူတွေနဲ့တော့လက်တွဲဖို့ဆိုတာအခက်အခဲဖြစ်လိမ့်မယ်ဟုဦးထနီက The Hakka Times တို့ပြောပြခဲ့ပါတယ်။2020နောက်ပိုင်းမှာတော့အစိုးရတက်လာတဲ့ပါတီနဲ့ငင်းချမ်းရေးဖြစ်စဉ်ကိုအကောင့်အထည်ပေါ်ဆောင်ရွက်လာတဲ့အခါ MP ရရှိတဲ့ပါတီတွေနဲ့ဆွေးနွေးသွားမှာပါ။ဘေးပါတီနဲ့ဆွေးနွေးကြမလဲဘေးပါတီကအနိုင်ရမလဲမိမိတို့နဲ့ policy တူနေတဲ့ပါတီဟာအစိုးရအထက်မှာပါဝင်နိုင်မလားအတူလက်တွဲလို့ရမလားဆိုတာ CNF အနေနဲ့စဉ်းစားနေတယ် CNF ရဲ့သဘောထားမယူပဲပြောဆိုနေကြတာတွေအပေါ်စိတ်မကောင်းဖြစ်မိပါတယ်ထို့အပြင်ရွေးကောက်ပွဲတိုင်မှာနိုင်ငံရေးပါတီတချို့က CNF ရဲ့သဘောထားမယူပဲပြောဆိုနေကြတာတွေအပေါ်စိတ်မကောင်းဖြစ်မိပါတယ်စက်တင်ဘာလ9ရက်နေ့မှာထုတ်ပြန်ချက်ထုတ်ပြန်ပြီးတဲ့အတွက်ဒီလိုမျိုးပြောနေကြတာတွေအပေါ်တတိပေးလိုပါတယ်ဒီတိုင်းဆက်ပြောနေကြရဆိုရင်တော့ဒီအပေါ်သူတို့မှာတာဝန်ရှိတယ်ဟုဆလိုင်းထနီကထပ်လောင်းပြောဆိုခဲ့ပါတယ် NLD ပါတီကနေ CNF တီဗလိုက်မှုရှိကြောင်းနဲ့ဦးဆော်လမန်မှဗလိုက်ပြီးလုပ်ငန်းအကောင့်ထဲပေါ်ဆောင်နေကြောင်းဆွဆွေးသည့်အပေါ်ဦးဆော်လမန်ကမဟုတ်တဲ့ဟာတွေပါပဲအရင်ရွေးကောက်ပွဲတုန်းကလည်းကျွန်တော်နာမည်ကိုအမျိုးမျိုးပြောကြပါတယ်လုံးဝမဖြစ်တဲ့အဟာပဲဟို The Hakka Times တို့ပြောပြခဲ့ပါတယ်ဆလိုက်ထနီကလည်းလူငယ်တွေခေါ်ပြီးတွေ့ဆုံတာမျိုးကတော့လုံးလိလောက်ထဖြစ်တယ်ငင်းချမ်းဖြစ်စဉ်နဲ့ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးကိစ္စတွေဆွေးနွေးကြပါတယ်။ဒေါ်ချင်းချင်းပတ်ထန်လဲသူမကိုယ်တိုင်ကနေလာတွေ့ချင်တဲ့ဆိုလို့လာတွေ့တာဖြစ်ပါတယ်။ဒေါ်စက်တယ်မလဲလာပါတယ်။တခြားသူတွေလည်းလာကြပါတယ်လို့ဆလိုက်ထနီကပြောပါတယ်။ဒီနေ့နဲ့တွန်းဆန်အမနေယာ9နေရာစလုံး ZCD ပါတီကနေရခိုင်နှုန်းအပြည့်နိုင်မယ်လို့ဦးချင်းကမ်လျံပြောပါတယ်။လာမည့်နိုဝင်ဘာလ10ရက်နေ့၌ကျင်းပပြုလုပ်မည်ရွေးကောက်ပွဲတွင်တီးတိမ်နဲ့တွန်းဆန်းမြို့နယ်များတွင်အမတ်နေရာ9နေရာရှိသည့်အနက် Zomi Congress for Democracy ZCD ကရခိုင်နှုန်းအပြည့်အနိုင်ရမည်ဖြစ်ကြောင်းပါတီအတွင်းရေးမှူးဦးချင်းကမ်လျံကပြောဆိုလိုက်ပါတယ်တီးတိမ်နဲ့တွန်းဆန်းမြို့နယ်မှာအမတ်နေရာ9နေရာရှိတယ်မိမိတို့ပါတီကနေရခိုင်နှုန်းအပြည့်အနိုင်ရမယ်လို့မျှော်လင့်တယ် ZCD ပါတီပြီးရင် NLD ပါတီဟာဒုတိယအင်အားအများဆုံးဖြစ်တယ်ပြီးရင် USDP ပါတီပါ CNLD ပါတီကတော့နံပါတ်4နေရာမှာရှိနေပါတယ်2015ရွေးကောက်ပွဲထက်တော့အင်အားတောင့်တင်မယ်မိမိတို့ပါတီမှာအခြားပါတီဝင်တွေအတွေ့အကြုံရှိတဲ့သူတွေဝင်လာပြီးဆိုတော့ ZCD ပါတီကနေအမတ်နေရာ9နေရာစလုံးအနိုင်ရမယ်လို့ပြောရတာဖြစ်တယ်ဟု The Hakka Times တို့ပြောပြခဲ့ပါတယ်ZCD ပါတီဟာ2015ရွေးကောက်ပွဲတွင်အမတ်နေရာတချို့၌အနိုင်ရသည့်ပါတီဖြစ်ရာလက်ရှိချင်းပြည်နယ်လူမှုရေးဝန်ကြီးဦးပေါလုံးမင်းထံလည်း ZCD ပါတီဝင်တူဖြစ်ပါတယ်2020ရွေးကောက်ပွဲ၌ပြည်မတွင်ပြည်မပါတီများကအနိုင်ရပြီးတိုင်းရင်းသားဒေသများတွင်မူဒေသခံတိုင်းရင်းသားပါတီများကအနိုင်ရစေလိုကြောင်းဦးကျင်ကမ်လျံကထပ်လောင်းပြောဆိုခဲ့ပါတယ်ဒုတိယသမရကိုအနိုင်ရဖို့အမျိုးသားလွှတ်တော်အမတ်နေရာမှာဝန်ပြိုင်ခြင်းဖြစ်ကြောင်းဒေါက်တာဗန်မွန်လျန်ဆိုပါတယ်။လာမည့်ရွေးကောက်ပွဲတွင်ဒုတိယသမရနှင့်ဦးဟန်ရီဗန်တီယိုကိုအနိုင်ရယူနိုင်ရန်ထန်တလန်မြို့နယ်အမျိုးသားလွှတ်တော်အမတ်နေရာတွင်ဝန်ပြိုင်ရခြင်းဖြစ်ကြောင်းဒေါက်တာဗန်မွန်လျန်ကပြောပါတယ်။ဖျားတခင်နဲ့လူထုရဲ့မြတ်တာကြောင့်ယခုချိန်ထိအခြေအနေကောင်းနေတော့ပါမင်းဆွေစီယုံရေးခရီးစဉ်တွေလည်းဖြောင်းနေမင်းဆွေကာလဖြစ်တာမို့အခြားပါတီဝင်တွေကလည်းဘာအနှောင့်အယှက်မှမပေးဘဲလောက်သွားနိုင်တယ်သူတို့လည်းသူတို့လမ်းကြောင်းကိုသွားတယ်ကျွန်တော်လည်းကျွန်တော်လမ်းကိုသွားပါတယ်ဒုတိယသမရနှင့်ဦးဟန်ရီဗန်တီယိုနေရာမှာဝင်ပြိုင်တာသူ့ကိုအနိုင်ယူနိုင်အောင်ကြိုးစားတယ်ဒါကြောင့်အမျိုးသားလွှတ်တော်အမတ်နေရာမှာဝင်ပြိုင်ရတာဖြစ်တယ်ဟုဆိုပါတယ်နိုဝင်ဘာလ10ရက်နေ့ရွေးကောက်ပွဲ၌ထန်တလန်မြို့နယ်အမျိုးသားလွှတ်တော်အမတ်နေရာတွင် CNLD ပါတီမှဒေါက်တာဗန်ဟွန်လျန် USDP ပါတီမှပူဆောင်လျန်မှုနဲ့ NLD ပါတီမှပူဟန်ရီဗန်တီယိုတို့ဝင်ပြိုင်ကြမှာဖြစ်ပါတယ်
လူကြီးမင်းတို့၏လုပ်ငန်းအကြောင်းအရာများကိုကြုံရထည့်သွင်းလိုပါက The Hakka Times မှာဇင်းလုံးချိုသားစွာနဲ့လှုပ်ဆောင်ပေးနေပါတယ် The Hakka Times ရဲ့ Facebook page နဲ့ YouTube channel တို့ကို like follow share နဲ့ subscribe လုပ်သားဖို့တိုက်တွန်းလိုပါတယ်ကျွန်မ Elizabeth ပါဒီပင် area တိုးချဲ့သည့်ကိစ္စနဲ့ပတ်သက်ပြီးပါတီတချို့ကဆွဆွဲနေသည့်အပေါ်ဥပဒေလမ်းကြောင်းအရဖြေရှင်းသွားမည်ဟုဆလိုင်းဗန်ချန်ကျဲကဆိုလက်ရှိဟာကာမြို့တရက်ကွက်၌ပါတီကြီးတစ်ပါတီမှကိုယ်စားလှယ်ဖြစ်ထားရှိသည့်9ဦးခန့်ကမိမိအားစီပင် area တိုးချဲ့သည့်ကိစ္စနဲ့ပတ်သက်ပြီးမမှန်မကန်ဆွဆွဲနေသည်ဟုကောလဟာလာတရင်များထွက်ပေါ်နေသည့်အပေါ်ဥပဒေလမ်းကြောင်းအရဖြေရှင်းသွားမည်ဖြစ်ကြောင်း CNLD ပါတီမှဟာကာမြို့နယ်မဲဆန္ဒနယ်မြေအမှတ်1ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ်ဝင်ရောက်ရှင်ပြိုင်မိဆလိုင်းဗန်ချန်ကျဲကပြောဆိုခဲ့ပါတယ်မြို့တရက်ကွက်မှာလင်လယ်မှုလုပ်တယ်လို့ဆွဆွဲတဲ့ဟာကာမြို့စီပင်တာယာရေးကနေ area အခြေကြီးတိုးချဲ့တာကိုဧက28,096ထဲမှာဟာကာတိရက်ကွက်အမှတ်1မှာဧက1,662အမှတ်2မှာဧက1,366ကိစ္စနဲ့ပတ်သက်လို့ကျွန်တော်ကအစိုးရတာဝန်ရှိသူတွေစီမှာတောင်းလို့အစိုးရကအခုလိုစီပင်ကနေ area တိုးချဲ့တာဖြစ်တယ်လို့ဆွဆွဲကြတယ်အဲ့ဒီလိုစီပင်ကနေဟာကာတိရက်ကွက်မှာ area တိုးချဲ့တဲ့ကိစ္စမှာကျွန်တော်လုံးဝမပတ်သက်ပါဘူးဒါအပြင်ဟာကာတာခိုင်ဖျန်တော်လောင်ချောက်ကနေဘူဗာတီမြေလွတ်မြေလက်မြေရိုင်းဧက9000ကျော်ရှောက်ထားတယ်လို့ဆွဆွဲနေကြတာကိုလဟာလာတာဖြစ်တယ်ရှောက်လဲမရှောက်ဘူးကျွန်တော်အနေနဲ့မြန်မာနိုင်ငံအစိုးရက2012မှာဖြစ်စေ2019မှာဖြစ်စေမြေလွတ်မြေလက်မြေရိုင်းဥပဒေနဲ့မြေအသုံးချမှုထုတ်ပြန်တာချင်းပြည်နယ်မှာအသုံးမပြုဖို့ကန့်ကွက်လိုတာဖြစ်တယ်ပြီးတော့ဟာခမြေနေရာကိစ္စမှာလည်းစီပင်ကစီမံခန့်ခွဲမှုပြုလုပ်နေတာကိုလည်းပြန်လည်သုံးသပ်ဖို့စိတ်ပြင်းပြသူဖြစ်တယ်အခုအချိန်မှာရွေးကောက်ပွဲကာလဖြစ်နေလို့ဘသူမဆိုအနိုင်ရချင်ကြတယ်ဒါပေမဲ့ညစ်ပတ်တဲ့နီလန်းနဲ့နိုင်ငံရေးကစားကွက်နဲ့အခုလိုမတရားဆွဆွဲတဲ့အပေါ်မှာစိတ်မကောင်းဖြစ်မိပါတယ်အခုလိုကျွန်တော်ကိုမမှန်မကန်ဆွဆွဲသူတွေကိုဥပဒေလမ်းကြောင်းအရဖြေရှင်းသွားမယ်လို့ဆလိုင်းဗန်ချန်ချဲကဟာခါထိုင်ကိုပြောပြခဲ့ပါတယ်ယခုအချိန်ထိမြေနေရာကိစ္စတွင်ပတ်သက်မှုမရှိကြောင်းနောက်နောင်တွင်လည်းပတ်သက်မီမဟုတ်ကြောင်းလူထုသဘောမပါဘဲလုပ်ငန်းဆောင်ရွက်ရန်အစီအစဉ်မရှိကြောင်းယခုလိုမဟုတ်မမှန်ဆွဆွဲသူများကိုလည်းသိရှိနေပြီဖြစ်သောကြောင့်ဥပဒေလမ်းကြောင်းအရဖြေရှင်းသွားမည်ဖြစ်ကြောင်းပြောဆိုသွားပါတယ်ဟာကာ UDP ပါတီသည်ချင်းပါတီနှင့်ပူးပေါင်းမည်ဆိုသည့်အပေါ်မသိရှိကြောင်းပါတီဥက္ကဋ္ဌဦးနေဟုဆိုဟာကာ UDP ပါတီသည်ချင်းပါတီနှင့်ပူးပေါင်းမည်ဟု EC အဖွဲ့ဝင်များကပြောဆိုနေကြသည်ဟုသတင်းထွက်ပေါ်လာသည့်အပေါ်မိမိနေဖြင့်မသိရှိကြောင်းဟာကာ UDP ပါတီဥက္ကဋ္ဌဦးနေဟုကပြောဆိုလိုက်ပါတယ်ဟာကာမြို့နယ်၌ UDP ပါတီအင်အား8000မှ9000ခန့်ရှိနေပြီးရွေးကောက်ပွဲတွင်ဝင်ပြိုင်ခွင့်မရှိတော့သည့်အတွက်ချင်းပါတီကိုဝန်ရံထောက်ခံမည်ဟုပါတီဗဟိုကော်မရှင်အဖွဲ့ဝင်များမှပြောဆိုနေသည့်အပေါ်ဦးနေဟုကကျွန်တော်ကတော့ပူပေါင်းရေးမပူပေါင်းရေးကိစ္စဘာမှမသိဘူးသူများတွေကကျွန်တော်ကိုလာမေးကြတယ် EC အဖွဲ့ဝင်တွေကပြောကြတယ်လို့ EC အဖွဲ့ဝင်တွေကလည်းကျွန်တော်ကိုဘာမှလာမပြောကြဘူးဟုဟာခါထိုင်းကိုပြောပြခဲ့ပါတယ်ဟာခါမြို့နယ် UDP ပါတီသည်ချင်းပါတီနှင့်ပူးပေါင်းမိဖြစ်တော်လဲမိသည့်ချင်းပါတီနှင့်ပူးပေါင်းမိကိုမသိချသေးကြောင်းမီဒီယာတချို့ကဖော်ပြထားကြပါတယ် UDP ပါတီကောင်းဆောင်ဦးကျော်မြင့်အားဖမ်းဆီးအရေးယူပြီးနောက်၎င်းပါတီကိုလည်းပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကဖျက်သိမ်းလိုက်ခြင်းဖြစ်ပါတယ်။ကလေးမျိုး UDP ပါတီကိုမူ CNLD ပါတီနဲ့ပူးပေါင်းရန်2020ခုနှစ်အောက်တိုဘာလ29ရက်နေ့တွင်လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ပါတယ်။ဒါဟာခထိုင်မြန်မာဘာသာအစီအစဉ်ကိုဒီလောက်နဲ့ပဲအဆုံးသတ်တော့ပါမယ်။အားလုံးပဲ COVID-19 ရောဂါမှာကင်းဝေးနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ကျွန်မချယ်ရီပါ။